အာကဲဆက်စချင်းကျွန်တော်ဟာလာကိုခက်မြန်မြန်လေးပဲရှင်းလိုက်မယ်နော်ဟာလာကဖွင့်ပြီးသွားပြီဆိုတော့ဖွင့်တာတွေရပြီဆိုတော့ဒီအရှိဆုံးဒီစာမျက်နှာကိုအရင်ရှင်းမယ်ဒီကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီပါတီကကြတော့ဒါဒီဥစ္စာသူဟော့ဖြစ်နေဥစ္စာဟော့ဖြစ်နေဆိုတော့ဒီ popular ဖြစ်မယ်ဒါမှမဟုတ်သူတို့အဲ့ဒီဘေးနာအန်မောင်းတွေအနီးအောင်စာအိတ်တွေအန်မောင်းချတာပြီးလို့လေဖြစ်လိမ့်မယ်အဲ့ဒါသူတို့ ranking မှာမူဒီအဲ့လိုမျိုးဖြစ်နေပါတော့ဒီဘေးကဒါပါတီပြီးမှ follow ဆိုတော့ကိုယ့်ရဲ့ friend တွေဒါမှကိုယ့်ရဲ့ friend တွေရဲ့ role တွေပေါ့အဲ့ role တစ်ခုခုကိုကနေပြီးတော့ဟိုလောက်ထားရင်ဒီနေရာပေါ်တယ်ဥပမာဒီဟာထားလိုက်ပါတော့coin ဒီလိုမျိုး role မှာဆိုရင် role တစ်ခုဝင်တာဒီမှာတော့အပေါ်မှာအသေးပုံလေးအဲ့အသေးပုံလေးရှိရတယ်သူ့ရဲ့ဂျမ်းပုံပဲပြီးမှအသေးပုံအဲ့လိုနှိပ်လိုက်ရင်ကျွန်တော်ရှူရောက်သွားတယ်ပြန်ထွက်လိုက်ဒါဟုတ်ပြီကျွန်တော်ဒီဥစ္စာမှာ role ထိုင်တဲ့ပုံစံပြပါမယ် test ကိုရင်ဆုံးရှင်းပြမယ်ဒါကိုယ့်ရဲ့ profile နဲ့တော့ဟုတ်ပြီမီတော့သွားပြီးမှကျွန်တော် test ကိုကြည့် test ဒီမှာသူကအပေါ်ဆုံးမှာကြာသူက2နာရီထိုင်ပေးရမှာပေါ့နော် round တစ်ခုမှာ2နာရီထိုင်ပေးရမယ်2နာရီထိုင်ပေးမယ်ဆိုရင်ဒါကျွန်တော်ကကြာဘယ်လောက်ပဲရအောင်လဲဆိုတော့ဒီမှာကျွန်တော်က1200ပဲရမှာဒါကဒီအားကြောင့် level up သွားရင်ပေါ့ level ဒီမှာ2 3 4 3 6ဆိုအဲ့ဒီဥစ္စာကိုကျွန်တော်အဲ့ experience ထက်ရရင်ဒီ900အပူဆောင်ရအောက်ကဒါက daily tab ပေါ့အောက်ကဥစ္စာကြတော့ join party crown ကကြတော့ကျွန်တော်round ထဲမှာရွှေခုံလေးရှိတယ်အဲ့ရွှေခုံလေးမှာထိုင်ရင်ရွှေခုံလေးမှာထိုင်ရမယ်ပြီးသွားတဲ့ခါကျကိုဂိတ်ချဒီ point 150ပေါ့150ဆိုတဲ့ point လေးကိုတွေ့လို့ကျန်တဲ့ဥစ္စာတွေကကြတော့ဒီဂိတ်ချတဲ့ဥစ္စာပေါ့ဒီ hat တို့နောက် drum တို့ crown တို့အဲ့ castle တို့အဲ့ဒါတွေချရင်ပေါ့အဲ့ဒီဘေးနာဥစ္စာရမယ်ဒီကောင်ကကြတော့ဒီဥစ္စာနယူး user ပေါ့နယူး user ဆိုတာလူတစ်ချင်းပေါ့ဒီနေ့မှစအကောက်ဖွင့်တဲ့လူချင်းပြီးရင်အဲ့လိုမျိုးရမယ်ဒါကြတော့ဒီကျန်တဲ့ဥစ္စာဂိမ်းဆော့အောက်ကဥစ္စာ10သိန်းလို့ပါဘူးဒါတွေကမဖြစ်နိုင်တာတွေဒါပြန်ကြောလိုက်မယ်ဟုတ်ပြီကျွန်တော်အရင်ဆုံးသွားမှာကအဲရွန်ထိုင်တဲ့ဥစ္စာပါတီကိုသွားမယ်ပေါ့ကိုယ့်ရဲ့ဒီမိုက်ပုံစံမျိုးလေးကိုနှိပ်လိုက်ရင်ဒါကိုယ့်ရဲ့ run ကိုရောက်ကိုယ်တိုင် run ထောင်မယ်ဖြစ်အဲ့လိုမျိုးပေါ့ကိုယ် run ရောက်သွားမယ်အားနဲ့ချက်ကကြာဒီမှာကျတော့အားသာချက်ကကြာကိုယ့်ဘောကြိုက်တဲ့လူက run ထောင်လို့ရတယ်ဒါပေမဲ့နဲ့ချက်ကကြာအုံနာကကြာဒီအပေါ်မှာပဲထိုင်လို့ရတယ်ကျွန်တော်ရွှေခုံသွားထိုင်လို့မရဘူးရွှေခုံကိုအုံနာထိုင်လို့မရဘူးအဲ့တော့ကျွန်တော်တို့တက်ကကြတော့ရွှေခုံ1နာရီထိုင်ရမယ်ရုံးထဲမှာ2နာရီနေရမယ်ဆိုတော့အဆင်မပြေဘူးရွှေခုံထိုင်ခြင်းကြတော့သူများရုံးကိုသွားထိုင်ပေါ့အဲ့လိုမျိုးပေါ့အလုပ်တွေကဒီရုံးကိုကြတော့ကျွန်တော်ရုံး setting ကိုပြမယ်ရုံး setting ကကြတော့ဒီအောက်က4ခုမြောက်ကိုနှိပ်ပြီးတော့ဒီမှာရုံး setting ချိန်လို့ရတယ်ဒါရုံး setting တွေအကုန်လုံးဒါရုံး setting တွေချိန်ဖို့အတွက်ပြီးသွားတဲ့အခါကျတော့ဒီကောင်းရဲ့အားနေချက်ကကြာပါလဲဆိုဘတ်နဲ့ပြန်ထွက်လို့မရဘူးဘတ်နဲ့ထွက်လိုက်ပြီဆိုရင်အပြင်ပြရဟောလုံးမရှိဘူးဒီကောင်းရဲ့အားနေချက်အဲ့လိုမျိုးဒီကောင်းဘတ်နဲ့ထွက်လို့မရဘူးထွက်ချင်တယ်ဆို minimize လုပ်ပြီးထွက်ပေါ်မှာ minimize လုပ်ပြီးထွက်အဲ့ဆိုရင်ဒီမှာဝုန်းပုံစံလေးရပေါ်နေပြန်နှိပ်ပြန်သွားလို့ရတယ်ဒီကောင်းကပြီးသွားတော့ဒီမှာ test ကဒီဘက်ပြီးမှကြည့်လို့ရဒီကနေတော့ကြည့်လို့ရတက်ပြေးတာမပြေးတာအဲ့ဒါပြီးသွားရင်ကျွန်တော်တို့အဲ့မှာကဒီ test ကိုဖြည့်နေတဲ့အချိန်မှာ give ဘယ်လိုကျဲလဲဆိုပြပြောင်းလိုက်မယ်နော်အဲ့ဒီမှာကျွန်တော်ကကျဲတဲ့ပုံစံမျိုးလေးပြောပြမယ်ကကကြတော့ကျွန်တော်ဒီမှာကြည့်လိုက်ရင်ဒီမှာ hot ဆိုတဲ့ဥစ္စာမှာကြတော့ဒီ lucky bag ကနေ lucky bag ကိုဖယ်ထားပြီးတော့ကျန်တဲ့ဥစ္စာတွေပေါ့ဒါတွေကတော့ကိုယ့်အောင်ကျဲတွေကဆွမ်းတာတော့ကျွန်တော်အသေးပုံလေးပါဒီအသေးလေးပါမယ်ပြီးတော့တစ်ချက်ရွှေ့လိုက်ဒီမှာ drum ပါမယ် crown ပါမယ်နော်ပြီးတော့ဒီဘက်ဘေးမှာ castle ရှိမယ်အဲ့ဒါတွေကိုချမယ်ဆိုရင်ဟိုဖြစ်တယ်ဒီဥစ္စာဟော့ကကြတော့ဒီကိုကိုထောက်ပြီးချအောင်ဒီမှာအပေါ်မှာကြည့်လိုက်အော်ရယ်လူပုံစံလေးဟိုမှာကိုထောက်ပြီးတော့ချလဲရတယ်ဒီမှာက coin ကဒီမှာဥမာ coin ကဒီမှာကျွန်တော်မှာ14ရှိရပေါ့ဒီမိုက်လောက်ပြီးတော့ဒီမှာကိုကြည့်ကျွန်တော်ဒီ coin ရယ်ဒီဘက် point ရယ် coin ရကြတော့ရှာလို့မရဘူးကွန်ရကြဘယ်ကနေရမလဲအန်ပေါင်းချပေးရမယ်ဟိုအောင်မိုင်းအန်ပေါင်းချပေးရမယ်ဒါပဲရှိရပေါ့ဒီအဓိကတော့ point ပေါ့ပတ်စံထုတ်တာ point ကနေပတ်စံထုတ်တာဒါ point ကနေပတ်စံထုတ်တာဒီမှာ exchange လုပ်မယ် transfer လုပ်မယ်ဒါတော့နောက်မှသိကြရှင်းပြပေးမယ်အဓိကဒီ coin ပေါ့အဲ့ coin နေနဲ့စောနာတော့ကျွန်တော် coin နေနဲ့ run လေးကိုသွားမယ် run လေးသွားပြီးစောနာကိချကိုကိချတဲ့ခါကျရင်ဟို1000တန်ချမယ်ဆိုရင်ကိုက9000ပဲရမယ်30ရာခိုင်နှုန်းသူတို့ကဖြတ်တယ်ပေါ့နော်
ဒီဥစား lucky ဒီဥစားဒီလိုမျိုး lucky ကကြတော့ဘာလုပ်တာလဲဆိုတော့ကျွန်တော်ဒီ coin ကိုစွမ်းနာ coin တွေရှိရဲ့ coin ရှာမယ်ပေါ့sorry ဒီ coin ကိုပေါ့coin ကိုလူချင်းကြတော့တချို့ကကြတော့ gain ဆော့ပြီးတော့coin နဲ့ gain ဆော့တယ်ပေါ့တချို့ကကြ gain မဆော့တဲ့ main ကလေးပါကြတော့ဘာလို့လုပ်လဲဆိုတော့ဒီမှာgame မဆော့တော့ဘဲနဲ့ဒီမှာ kit ချတဲ့ကဒီ lucky တွေကကြတော့ lucky တွေကကြ80ရာခိုင်နှုန်းမရ lucky ကကြတော့ဟိုပါပဲရ30ရာခိုင်နှုန်းပဲရတယ်ဒါပေမဲ့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဒီဥပမာထားပါတော့ဒီ lucky တွေကဒီ lollipop လေးကို10တန်ကို kit ချမှာ all နဲ့ပေါ့roll နဲ့မှာ10ရောက်ရှိတယ်10ရောက်စာပေါ့all နှိပ်ပြီးတော့ဒီကောင်50ချက်လောက် all နဲ့ကျဲတာဖက်ဆိုနှိပ်ယူရရင်ပြီးတော့ခဏနားလိုက်နားယူရရင်သူများတွေမကျင်းနဲ့ကိုယ့်ဘောက်ကိုထောက်ပြီးသွားရင်ဒီမှာတစ်စစားကိုကြည့်ဒီမှာစားပေါ်တစ်စားကို10သားလောက်နဲ့ကိုထောက်ပြီးတော့10သားနဲ့ကျဲအဲ့ဒါဆို तू ကဘာဖြစ်လဲဆိုတော့ तू က gain ဆော့တယ်လို့ तू ကကြတော့အဲ့မှာစားတွေပြန်ပေါက်တယ်စားဆိုတော့ဟိုမှာစား900တို့စား1000စား900တို့စား800တို့ကိုကကျဲတဲ့ဥစ္စာဘယ်လိုမျိုးလဲဆိုတော့100လောက်ကုန်တဲ့ဥစ္စာကို9000လောက်ပြန်ပေါက်တာရှိတယ်1000လောက်ပြန်ပေါက်လို့ရှိတယ်ချို့ကြ6000လောက်ပြန်ပေါက်တာရှိတယ်အဲ့လိုမျိုးဈေးနှုန်းတွေပါမူတည်ပြီး तू အဲ့လိုပြန်ပေါက်တာရှိတယ်ဒီ lucky ရဥစ္စာတွေကကြတော့ game မဆော့ကျင်တဲ့လူတွေကိုရှာဖို့အတွက်ပြီးသွားရင်ဒီကဆောင်းတာတော့ဒီကိုwhite ထုတ်မယ်ပါညာကြတော့ဒီ hot နဲ့ပဲကျေးတာအဓိက hot တွေကပဲကျေးဒီ luxury ဘောကြာမမျော်လင့်နဲ့ဒါရဲကြမဖြစ်နိုင်ဘူးပြီးသွားရင် game ကကြတော့ game ကကြအများကြီးပဲ game ကကြကိုကြိုက်တဲ့ဥစ္စာကိုအားတာကြဥစ္စာကိုဆော့ဥမာအနိုင်များတာ garo jam တို့ဒီဥစ္စာ crazy jam တို့ကတော့အနိုင်များတယ်ပေါ့ဆော့ကြတယ်ပေါ့ကျိုးကတော့အဲ့လို game မဆော့ဘူးပေါ့အဲ့ဒါပြီးသွားရင်နောက်ဒီမှာသူက game ဆော့ဖို့အတွက်ကိုသူစမ်းတာပြမယ်ဒီအပေါ်မှာမှန်ဘလူးလေးရဲ့ဘေးမှာဒါလေးရှိတယ်အဲ့ဒါကြဒီမှာ G ကွာအဲ့ G ကွာဘာလို့လဲဆိုတော့တနေ့က तू ကဒီမှာ100နဲ့စပြီးတော့ထောင်လေးရမှာပေါ့အဲ့ G ကွာကဆက်ဟို new player တွေတော့ तू ကလှုပ်ထားပြီဟာအဲ့ G ကွာနဲ့ကဆော့လို့ရတဲ့ game က3ခုရှိရဦးလို့တော့ဒီအပေါ်တော့ Ocean Hat ပါမယ်ပြီးတော့ Dragon Ball ပါမယ်ပြီးသွားရင် Dragon Ball Ocean ပြီးတော့ Jungle Hat ဆို3ခုဆော့လို့ရတယ်အဲ့3ခုဆော့လို့ရတယ် तू က free ဆော့ဖို့အတွက်အဲ့လိုပေးရတယ် तू ကဒီမှာဥပမာပေါ့ Ocean တို့ဘာလို့ဆော့မယ်ဆိုရင်သူကအဲ့ဒါ G coin နဲ့သူကဆော့လို့ရတယ်ဒါပေမဲ့ G coin ကကြတော့သူကလဲမဲ့ဆိုပြန်လာဒီမှာသူကဒီ G coin နဲ့ဆော့လို့ရတယ် Yo coin နဲ့ဆော့လို့ရတယ် G coin 1000ပြည့်မှလဲလို့ရမှာ1000ပြည့်မှလဲရင်တော့ VIP က VIP ဝယ်ထားပြီးမှသူကလဲလို့ရမှာဒါ G coin ပေါ့နော်ပြီးမှဒီဥစ္စာပေါ့ဒီမှာဟိုပြောမိသွားတာဒီမှာကျွန်တော်တို့ lucky ကျဲနေရာမှာပေါက်ထဲမှာ lucky ကျဲနေရာမှာ lucky ဆိုတဲ့နေရာမှာဒီ trumpet ဆိုတဲ့ဥစ္စာရှိ trumpet ကကြာ G coin နဲ့အဲ့ G coin နဲ့ဥစ္စာလုံးဝမကျဲပါနဲ့ဘာလို့လဲဆိုတော့ချို့ run တွေကကြာအဲ့ဒါကျဲတာကိုမကြိုက်ဘူးဆိုတော့အဲ့ကျဲတာသူတို့ကကင့်လိုက်မကင့်ဆဲခံလိုက်ဘာလို့လဲဆိုတော့ဒီကောင်ကကြတော့ကိုရီးယားတာ percentage တွေပေါ့အဲ့ percentage တွေ level စားတွေကိုဒီကောင်ကကြတော့ reduce လုပ်တယ်ဒီကောင်ဟို experience ကိုကြာ HP ကို experience ဟိုပတ်စံရတဲ့အမောက်နှုံးတော့ဟိုနှီးသွားစေအောင်အဲ့ trumpet ကကြဘာဖြစ်လဲဆိုတော့ဘာမှတော့မဖြစ်ကြံတော့အဲ့ဥစ္စာမကြေးတာအကောင်းဆုံးဘာမှသုံးဆောက်လို့လည်းမရဘူးအဲ့ဒါအဓိကအဲ့ဒါdaily ကတော့ဒါပေမဲ့ဒီကောင်ရဲ့အားသာချက်ကတစ်ခုရှိရဒီမှာဥပမာ raw မှာထိုင်လိုက်တယ်ပေါ့ကျွန်တော်ဒီပါတီတစ်ခုသွားထိုင်ပြန်ပါတီတစ်ခုသွားထိုင်လိုက်ဝန်တစ်ခုသွားထိုင်လိုက်ဝန်တစ်ခုသွားထိုင်လိုက်ဒီဒုတိယကျွန်တော်ဒီအန်သူတို့ room တွေသွားထိုင်လိုက်မယ်ဒီမှာသူတို့ room မှာထားခဲ့မိုက်ပိတ်ပြီးတော့ဒီမှာမိုက်ပိတ်လိုက်မယ်မိုက်ပိတ်မယ်ဒီမှာကကျွန်တော် setting ပေါ့ဒီမှာ setting ရှိရယ် point on အတမကြားခြင်းဆို point on ခဲ့ပေါ့အဲ့ဒါကိုဒီတိုင်းပြီးသွားရင်ကျွန်တော်ဒီအပေါ် button မထွက်နဲ့ home key နဲ့အဲ့ဒါဆိုထွက်လာထားခဲ့တယ်ရတယ်အဲ့တော့တညာလုံးထားတဲ့တညာလုံးရတယ် okay